ဂိမ်းစောတဲ့ရင်ဒီနေ့ကို$ရှာလို့ရတဲ့ Telegram ထဲက IMB ဂိမ်းနဲ့ပတ်သက်ပြီးဂိမ်းစောတဲ့နည်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုထဲကအကြောင်းအရာကိုနားလည်သွားပြီဆိုရင်တော့ IMB ဂိမ်းမှာအနိုင်ရအောင်ဘယ်လိုဆော့လဲဆိုတာသိသွားပါလိမ့်မယ် Telegram ဂိမ်းတွေထဲမှာတော့ IMB ဂိမ်းကတော့မစိုးဘူးလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဂိမ်းစောဖို့နဲ့ငွေထုတ်ဖို့အတွက်ဆိုရင် refer ခေါ်ရတာမျိုးတွေမရှိဘဲနဲ့ကျွန်တော်တို့မှရှိရင်ရှိသလောက်ပြန်ထုတ်လို့ရပါတယ် MB ဂိမ်းမှာတခုပဲရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဂိမ်းစောတဲ့အခါမှာစိတ်ရှည်ရှည်လေးထားပြီးစောဖို့ပဲလိုအပ်ပါမယ်ကိုကပတ်စံများများလူချင်းစောတွေနဲ့စောတယ်ဆိုရင်တော့ဒီဂိမ်းကနေပတ်စံတစ်ပြားမှရမှာမဟုတ်ပါဘူးစောတဲ့အခါမှာဆိုရင်လည်းကိုယ့်ရဲ့ daily limit လေးသတ်မှတ်ပြီးတော့စောပါငါဒီနေ့ဒီဂိမ်းကနေ diamond တစ်လောက်ပဲရှာမယ်9ခွိုင်တစ်လောက်ပဲရှာမယ်စသဖြင့် limit လေးထားပြီးတော့စောပါဒါဆိုရင်တော့ကျွန်တော်တို့ဒီဂိမ်းကနေပတ်စံများများရနိုင်ပါတယ်IMB ဂိမ်းစောဖို့အတွက်ဂိမ်းထဲကိုသွားပါပြီးရင် play ဆိုတာကိုနှိပ်ပြီးတော့အပေါ်က diamond ခန့်ကိုရွေးလိုက်ပါဂိမ်းစောတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့လောဘမကြီးပါနဲ့စိတ်ရှည်ရှည်ထားပြီးစောပါဂိမ်းကိုကြကြလေးစောပေးပါဒါဆိုရင်တော့ကျွန်တော်တို့ဒီဂိမ်းကနေပတ်စံများများရနိုင်ပါတယ်စောတဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့တစ်ခါဝင်စောတာနဲ့နိုင်ဝက်လောက်တော့စောပေးလိုက်ပါအဲ့နိုင်ဝက်အတွင်းမှာတော့အတက်နိုင်ဆုံးနိုင်အောင်စောပါဘယ်လိုစောရလဲဆိုတော့ဒီဗီဒီယိုထဲမှာကြည့်သွားပေးပါဆိုတော့ကျွန်တော်ဒီနေရာရောက်ရင်ခဏတော့စောက်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်စောရမယ့်ဂိမ်းထဲကိုရောက်သွားပါလိမ့်မယ်ဂိမ်းထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်ဒီမြေပုံမှာအခန်း၈ခန်းရှိနေပါမယ်အဲ့၈ခန်းတည်းကနေမှကျွန်တော်တို့ကတစ်ခန်းဝင်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးဂိမ်းထဲကိုတန်းရောက်ပြီဆိုတာနဲ့ကိုကအခန်းကိုတစ်ခါတည်းတန်းရွေးလိုက်တာမျိုးမလုပ်ပါနဲ့ကျွန်တော်ဒီအပေါ်မှာစက္ကန့်သွားတာတွေရှိမယ်အဲ့စက္ကန့်သွားတာတွေကိုစောက်ပါ10စက္ကန့်ဖြစ်ပြီဆိုတော့မှအခန်းရွေးတာကိုလုပ်ပါဘယ်လိုအခန်းကိုရွေးရမလဲဆိုတော့ဒီအပေါ်မှာပြနေတဲ့ diamond နေရာလေးမှာအနည်းဆုံးဖြစ်နေတဲ့အခန်းကိုရွေးပါတစ်ချိန်စောမယ်ဆိုရင်တော့ diamond 1000နဲ့စောပါကိုစီမှာ diamond 3000လောက်ရှိပြီဆိုရင်တော့ဒီ IMB ဂိမ်းကစောလို့ကောင်းပါတယ်ကို1000ထည့်ပြီးတော့ဝင်လိုက်တဲ့အခန်းကရှုံးသွားပြီဆိုရင်နောက်တစ်ချိန်အနေနဲ့2000ထည့်ပြီးတော့စောပါအဲ့2000မှလည်းကုန်သွားပြီဆိုရင်တော့နောက်တစ်ချိန်အနေနဲ့9000ထည့်ပြီးတော့စောပါဒါဆိုရင်တော့ကျွန်တော်တို့နိုင်ကြီးရှိပါတယ်ဒီနေရာမှာတတိတော့ထားပါဒိုင်းမွန်းကိုအများဆုံး1000လောက်ထိပဲထိုးပါအဲ့တက်ပူပြီးတော့မထိုးပါနဲ့အဲ့တက်ပူပြီးထိုးတယ်ဆိုရင်ကျွန်တော်တို့ဝင်သွားတဲ့အခန်းကိုပဲအကောင်လိုက်ပြီးဝင်တာမျိုးတွေရှိတတ်ပါတယ်ဒီနေရာမှာဒိုင်မွန်းနဲတဲ့အခန်းတွေပဲလွတ်တာလားဆိုတော့အဲ့လိုမျိုးတော့လဲမဟုတ်ပါဘူးကျွန်တော်ဒီဂိမ်းစိုးကြီးရတဲ့လောက်ကတော့ကျွန်တော်ဒိုင်မွန်းနဲတဲ့အခန်းတွေဝင်တာများတော့အဖြစ်နိုင်ပါတယ်ရှုံးတဲ့ခါကြီးလည်းရှိပါတယ်ရှုံးတဲ့ခါတစ်ချိန်ဆိုရင်နိုင်တာ2ချိန်အဲ့လိုမျိုးတွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်အခန်းရွေးတဲ့အခါကျရင်တော့ဒိုင်မွန်းနဲတဲ့အခန်းဦးစားပေးပြီးတော့ရွေးပါတစ်ခါဆော့တယ်ဆိုရင်ဒိုင်မွန်း1000နဲ့ဆော့ပါမဆော့ခင်ကျွန်တော်တို့မှာဒိုင်မွန်း3000ရှိအောင်အရင်ဆုံးတက်တွေလုပ်ပြီးတော့စုထားပါစုထားလို့3000ပြေးပြီဆိုရင်တော့ဒီ IMB ဂိမ်းလေးစပြီးစောကြည့်ပါကျွန်တော်တို့ကဂိမ်းစောတဲ့အခါကျရင်ဒိုင်မွန်းအပြင်မှာဘေးနှက်မှာဖလားပွိုက်ရတာလေးတွေရှိပါတယ်အဲ့ဒီ point တွေကနေလည်းကျွန်တော်တို့ diamond တွေရနိုင်ပါတယ်ဆိုတော့ကျွန်တော်ဂိမ်းစောလိုက်လို့နိုင်သွားပြီနိုင်သွားရင် diamond အပြင်ကိုဘေးနဲ့မှာဖလား point ရမယ်ပြီးရင်ဒီဘက်အပေါ်မှာ ranking ဆိုတာလေးရှိမယ်အဲ့လေးတစ်ချက်နှိပ်ကြည့်လိုက်ပါဒါကတော့သူက daily ပေးတာဖြစ်ပါတယ်ဒီရှေ့ဆုံးမှာဆိုရင်6 point ရှိမယ်6 point အနေနဲ့ဆိုရင်ကျွန်တော်ရဲ့ rank က1500ကျော်မှာရှိနေပါတယ်ဒီဘက်ဘေးမှာတော့ diamond ရှိပါမယ်ဒီမှာဆိုရင်တော့ total rank အနေနဲ့ကသူက rank 100ထိရှိပါတယ်အဲ့ rank 100အတွင်းကိုယ့်ရဲ့ hero ကဝင်းနေဆိုရင် diamond တွေရပါတယ်6 ကွိုင်မှာရှိနေတယ်ဆိုရင်တော့6 ကွိုင်ရပါတယ်ဒိုင်းမွန်းမှာကိုက run ဝင်နေဆိုရင်တော့ဒိုင်းမွန်းရပါတယ်ကျွန်တော်ဆိုရင်ဒိုင်းမွန်းမှာအဆင့်35ဖြစ်နေပါတယ်အချိန်အားဖြင့်ကတော့14နာရီကျန်ပါသေးတယ်ဒီ event ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒိုင်းမွန်းရပါပြီ6 ကွိုင်သမားတွေကတော့6 ကွိုင်ပြန်ရပါတယ်6 ကွိုင် run ဝင်ဖို့အတွက်ဆိုရင်တော့ဂိမ်းစောတဲ့အခါမှာ6 ကွိုင်နဲ့စော်ပေးရမှာဖြစ်ပါတယ်6 ကွိုင်နဲ့စောတဲ့အခါကျရင်လည်းလောဘမကြီးပါနဲ့တခါစောရင်10နဲ့ပဲစောကြပါအများဆုံး100လောက်ပဲစောပါ6 ကွိုင်ဝယ်ခြင်းတဲ့သူတွေကတော့ကျွန်တော်ဒီဘက်အပေါ်မှာပါဆယ်ပုံအပြားလေးလည်းရှိပါမယ်အဲ့ပါဆယ်ပုံအပြားလေးကိုတော့ Telegram Star 88ခုပေးပြီးတော့6 ကွိုင်ဝယ်လို့ရပါတယ်အဲ့လို Telegram Star 88ခုပေးတယ်ဆိုရင်6 ကွိုင်100ရပါတယ်ရလာတဲ့6 ကွိုင်100နဲ့ gain ဆော်လို့ရပါတယ်ဒီလိုမှမဟုတ်ပဲကျွန်တော်တို့ဒီဘက်တောက်ဆုံးမှာရှိနေတဲ့ wallet ထဲကိုသွားပြီးတော့ WeChat ဆိုတာကိုနှိပ်ပြီးတော့6 ကွိုင်နေဝယ်လို့လည်းရပါတယ်ဒီ WeChat ထဲမှာတော့ကျွန်တော်အနည်းဆုံး6 ကွိုင်ကို$3ဘိုးကနေစပြီးဝယ်လို့ရပါတယ်$3ဘိုးဝယ်တယ်ဆိုရင်6 ကွိုင်300ရပါမယ်
ကျွန်တော်ဂိမ်းစောတဲ့အခါအဆင့်ဝင်သွားပြီအဆင့်100တဲ့ကိုရောက်သွားပြီဒိုင်မွန်းမှာပဲဖြစ်ဖြစ်ဂိုးမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးအဆင့်ဝင်သွားပြီဆိုရင်တော့ reward သွားယူပေးရပါမယ် reward ယူဖို့အတွက်ဆိုရင်တော့ဒီဘက်တောက်ဆုံးမှာအယိုးကောင်းလေးရှိမယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီ profile နဲ့ရောက်ပြီဆိုရင် record အောက်မှာ message ဆိုတာလေးရှိပါမယ်အဲ့ message ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါသူက reward တွေကိုဒီ message ထဲမှာပေးတာဖြစ်ပါတယ်message ထဲမှာဆိုရင်တော့ system နဲ့ personal ဆိုပြီးတော့နှစ်ခုရှိနေပါမယ် personal ဘက်ကိုပြောင်းလိုက်ပါ personal ဘက်ကိုပြောင်းလိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ဘောနဲ့ရတဲ့မေးတွေတွေ့မြင်ရပါလိမ့်မယ်ဒီမှာဆိုရင်လည်းကျွန်တော်9 coin ရတာတွေရှိတယ် diamond ရတာတွေရှိပါတယ်ကျွန်တော်ဒီရလာတဲ့ဟာတွေကို claim ဖို့အတွက်ဆိုရင်တော့ဒီ game ကို share ပေးရပါတယ်ကျွန်တော် claim ဆိုတာကိုနှိပ်လိုက်ရင်သူက share ခိုင်းလိုက်မယ်အဲ share ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့တငယ်ချင်းတွေကိုပေးမယ်ဒါမှမဟုတ် group ထဲမှာ share လိုက်မယ်အဲ့လိုမျိုးတွေလုပ်ပြီးတော့မှ reward ယူလို့ရတာဖြစ်ပါတယ်ကိုကမ share ဘူးဆိုရင်တော့ reward ကမရပါဘူးဆိုတော့ကျွန်တော်ဒီ IMB game မှာက game စောတဲ့အခါကျရင် rank ဝင်တာနဲ့လည်း reward ရနိုင်တာတွေဖြစ်လို့လောဘမကြီးပဲ game ကိုပုံမှန်လေးစော့ပြီး rank ဝင်အောင်လုပ်ပါ rank ဝင်နေဆိုရင်လည်း diamond ရနိုင်ပါတယ်9 coin နဲ့စောတဲ့သူတွေကတော့ rank ဝင်နေဆိုရင်9 coin ရပါတယ်ဆိုတော့ IMB game နဲ့ပတ်သက်တဲ့အကြောင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ရဲ့ CM ဆိုတဲ့ Crypto Money Channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်သွားပြီးတော့ဘေးနဲ့ notification ခေါင်းလောင်းလေးကိုလည်းတည်ထားပေးပါဦးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ